ကံတရားဆိုတာကိုလုံးလိုက်လို့တစ်ဖက်သားအစဉ်ပြေသွားရင်အဲ့ဒီအစဉ်ပြေမှုဟာကိုယ်စီပြန်ရောက်ကံတရားရဲ့သဘောကိုလုံးတဲ့ဟာကိုယ်စီပြန်ရောက်မရောက်ဖဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတုတ်တော့ပျောက်ချင်ပျောက်မှာဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုကလှုပ်ပြီးရင်ကိုယ်စီအဲ့တော့ကုသိုလ်လှုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့ဟိုလုပ်ငန်းသေးတာမသေးတာဒီလှူတာလဲကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တာကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်လုပ်တယ်မလုပ်ချင်ရင်တော့အကျိုးပေးတော့လည်းမပေးချင်ပေးမှာပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေတနာတိုင်းဖြစ်မှာစိတ်တိကတ္တဝဒါနလေးဒီကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမုံမြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ရမယ်တာထာတာနဲ့လေးဒီကိုယ်တိုင်ပါဝင်လုပ်ရမယ်အလူလူလည်းဒီတိုင်း